ကမှလည်းပဲဒီမိတ်ဆွေတွေရှိတယ်အဲ့ဒီမိတ်ဆွေဆိုတဲ့ထဲမှာပထမမိတ်ဆွေမဟုတ်ဘဲနဲ့မိတ်ဆွေရောင်ထင်းနေရတဲ့ပုဂ္ဂိုလ်မျိုးက၄မျိုးရှိတယ်၄ယောက်ရှိအဲ့ဒါမြတ်စွာဘုရားကသင်္ဃာလောဝရသုတ်တံမှာသင်္ဃာလသရိုသားကိုဆုံးမဩဝါဒပေးတဲ့အနေနဲ့ဟောထားတာလေးရှိတယ်မိတ္တပฏิရူပကရွှေအစ်စ်မဟုတ်ဘူးသို့တော့ကြည့်လိုက်ရင်ရွှေဓုဆိုလို့သုဝနာပฏิရူပကရွှေဓုနော်ကြည့်လိုက်ရင်တော့ရွှေပဲမြင်လိုက်ရတဲ့အခါဝါဝါလေးရွှေတိုင်းပဲသို့တော့အစ်စ်မဟုတ်ဘူးအတုဆိုတာသရံတူတယ်ပေါ့လုံးဝကွဲပြားနေရင်တော့အတုလို့မခေါ်ပါဘူးအတုဆိုတာအစ်စ်နဲ့တော့တူရမယ်ပေါ့အေးလောကမှာရွှေအစ်စ်ကိုတုထားတဲ့ရွှေဓုရှိတယ်လို့မိတ်ဆွေအစ်စ်ကိုတုနေတဲ့မိတ်ဆွေဓုရှိသေးတယ်ဒါတတိထားဆိုတာကိုယ်တိုင်ကလည်းမိတ်ဆွေဓုမဖြစ်စေနဲ့ကိုပေါင်းတဲ့ပုဂ္ဂိုလ်ဟာလည်းပဲမိတ်ဆွေအတုမဖြစ်စေရဘူးအဲ့တော့မိတ်ဆွေအတုဆိုတာဘာလဲတဲ့မြတ်စွာဘုရားမိတ်ဆွေအတု၄ယောက်ဟောထားတာမြတ်စွာဘုရားကသုံးထားတာမိတ်ဆွေအတုလို့ဆိုကြတဲ့ကမိတ်ဆွေမဟုတ်ဘူးတဲ့နော်အတုဆိုတာအစစ်မဟုတ်ဘူးပေါ့နော်အေးမိတ်ဆွေအတုဟာနံပါတ်1ကပါဠိလိုအညဓာတုဟရအညဓာတုဟရဆိုတာမိတ်ဆွေအတုပဲဘာလဲအညဓာတုဟရဆိုတာကိုယ့်ဘက်ကတစ်ဖက်သားကိုပေါင်းတဲ့ပုဂ္ဂိုလ်ထံကနေပြီးတော့ဘာဖြစ်ဖြစ်သူကရအောင်ယူတတ်တယ်နော်ဟိုကလေးတောင်းမယ်ဒါလေးတောင်းမယ်ဟိုကလေးယူမယ်ဒါလေးယူမယ်အမြဲတမ်းရအောင်ယူတတ်တယ်အဲ့ဒါကိုအညတ္တထုဟရသူကယူသွားတာအဲ့ဒီလိုမိတ်ဆွေမျိုးကလည်းလောကမှာရှိသေးတယ်တဲ့နည်းနည်းပါးပါးလေးပေးပြီးတော့များများယူသွားတယ်ဟင်းလေးတစ်ခွက်လာပေးပြီးတော့ဆန်တစ်ပြေလောက်ယူသွားတယ်ဒါမဟုတ်ပါကိုယ်စီကများများယူသွားတယ်သူကပေးတာတော့နည်းနည်းလေးတော့ပေးအဲ့ဒီလိုပေးမှလည်းပဲများများရမှာဟုတ်အဲ့တော့အညတ္တတုဟရလောကမှာရှိတယ်လူတွေကနည်းနည်းပေးပြီးတော့များများရအောင်ယူသွားတယ်သူကိုယ်တိုင်ဒုက္ခရောက်နေပြီဆိုလို့ရှိရင်အကူအညီရဖို့အတွက်တစ်ဖက်သားကိုသိကျိုးနွန်တယ်တစ်ဖက်သားကိုကျိုးနွန်ပြီးတော့ပေါင်းတဏှာလာအောင်ပေါင်းတတ်တယ်အညတ္တထုဟရမိတ်ဆွေသူဒုက္ခရောက်နေတဲ့အချိန်ဆိုလို့ရှိရင်နော်အကူကြီးအားကိုးပါတယ်အမကြီးအားကိုးပါတယ်နဲ့ဟုတ်လားကြလာအောင်ပြောပြီးတော့ပေါင်းတတ်တယ်အညတ္တထုဟရမိတ်ဆွေသူ့အကျိုးသူမျှော်ပြီးတော့အမြဲတမ်းမိတ်ဆွေပေါင်းသင်းလုပ်တတ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုအညတ္တထုဟရမိတ်ဆွေအဲ့ဒီမိတ်ဆွေဟာမိတ်ဆွေအတုပါတဲ့မပေါင်းနေတဲ့ဝေဝေကရှောင်ကိုယ်တိုင်လည်းအဲ့ဒါမျိုးမဖြစ်စေနဲ့လို့ဒီလိုပြောတာဗျာနောက်တစ်ခုမိတ်ဆွေကဘာလို့ဆိုဝစီပရမလက်မပါဘူးအပြောလေးကပဲချိုးတယ်ဝစီပရမဆိုတာလောကုတ်လုတ်တတ်တဲ့မိတ်ဆွေမျိုးတဲ့ဒါလောကကြီးမှာအများကြီးရှိပါတယ်သူကလောကုတ်လုတ်တာဗာနဲ့လောကုတ်လုတ်တော့ဆိုရင်အတိတ်နဲ့လောကုတ်လုတ်တယ်အနာဂတ်နဲ့လောကုတ်လုတ်တယ်ဆိုပါစို့အိမ်တိမ်သွားလဲဟာတကယ်ချင်းကွာမင်းနောက်ကျလိုက်တာကွာမနေ့ကလာရင်ငါအိမ်မှာချက်သားဟင်းချက်ထားတာအခုတော့မင်းချင်းဟင်းပဲရှိတော့မနေ့ကချက်မချက်တော့မသိဘူးမနေ့ကအဲ့ဒါချက်သားဟင်းနော်ဟိုလူကမစားရဘူးမစားရဝါကမမယ်လေဟိုမနေ့ကဟာနဲ့အခန့်လွတ်လိုက်တာပဲအဲ့ဒါတခါတလေရန်ဟိုနှစ်ကဟာနဲ့အခန့်လိုက်9မိနစ်တုန်းကစည်းကွာဖြစ်တုန်းကမင်းမလာဘူးကွာမင်းကငါမျောလိုက်တာမင်းမလာဘူးခုတော့ငါလည်းဒုက္ခရောက်နေတယ်ကွာဟောမပေးရဘူးလေဒါပေမဲ့ဟိုလူကဝမ်းသာတော့အော်ဒီကောင်ငါ့ပေါ်စေတနာရှိသားပဲလို့တော့ထင်သွားမှာပဲ
အဲ့ဒါမျိုးဝစီပရမလို့ခေါ်တယ်တဲ့နှုတ်တာပါတာလက်မပါဘူးအနာဂတ်နဲ့အခန့်နဲ့ဆိုတာဘာလဲအေးနောက်နေ့ခါကျတော့မင်းလာခဲ့ဒီချိန်လာခဲ့မင်းတို့ကျင်တာတွေကအကုန်ရစေနောက်နေ့ခါသွားရင်တော့ရချင်မှရမှာဒါပဲလို့နောက်နေ့ခါနဲ့ပြောလိုက်တယ်သူကအဲ့ဒါအနာဂတ်နဲ့အခန့်တာလို့ခေါ်တယ်အဲ့ဒီလိုအနာဂတ်နဲ့အခန့်တဲ့ပုဂ္ဂိုလ်မျိုးဟာလည်းပဲမိတ်ဆွေအတုပါတဲ့အစစ်မဟုတ်ပါဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးလည်းသတိထားရမယ်နောက်ပြီးတော့အကျိုးမရှိတာနဲ့လောကုတ်လုပ်တဲ့ဟာလည်းရှိမိတ်ဆွေတငယ်ချင်းတယောက်ကိုတွေ့ပြီဆိုလို့ရှိရင်တငယ်ချင်းလာကွာမင်းဝတ်ထားတဲ့အဝတ်ကလည်းမကောင်းဘူးဒီမဲ့ငါဝတ်ထားတာလေငါလည်းဒီတစ်ထည်တည်းရှိလို့ကွာအနှုတ်ဆိုရင်မင်းငါပေးပါလေပေးတော့မပေးဘူးဟုတ်ကဲ့ငါလည်းဒီတစ်ထည်တည်းရှိလို့အနှုတ်ဆိုမင်းငါပေးပါငွေသွားချီလို့ရှင်လေဟာငါမှဒီနေ့ကြက်နေသေးလို့ကွာအနှုတ်ဆိုရင်ငါမင်းပေးပါဟာငါထဲမှာကုံထဲမှာအကုန်မြုပ်နေလို့မင်းငါမပေးနိုင်သေးဘူးကွာငွေကြီးဝစီပရမလို့ခေါ်တယ်တဲ့အဲ့ဒီလိုလုပ်ပြီးတော့တကယ်စိတ်အတွင်းကမပါဘူးစိတ်အတွင်းကမပါဘူးအဲ့ဒီလိုပုဂ္ဂိုလ်မျိုးမိတ်ဆွေဒုဝစီပရမမိတ်ဆွေလို့ခေါ်တယ်ပစ္စုပန်နဲ့ကြတော့အပြက်ကိုပြတယ်ဆိုပါစို့တကယ်ချင်းငါသွားเสียရှိလို့မင်းကားလေးခဏငါစမ်းဟာငါကမင်းလျှော့ပါမကောင်းလို့ကွာဒီနေ့ဝါရှော့ပို့ရတကယ်တော့ကောင်းတယ်ကောင်းရင်လည်းကောင်းနေမှာပေါ့နော်ကားဘာဖြစ်နေလို့ခီးဝေးသွားလို့မရသေးဘူးဘယ်မို့ငါကားဝါရှော့ထိုးထားတယ်ဟုတ်မဟုတ်ပေါ့ပစ္စုပန်မှာအပြက်ပြလိုက်တယ်လေအပြက်ပြလိုက်တဲ့အခါကျတော့မပေးရတော့ဘူးပေါ့အဲ့ဒီလိုပစ္စုပန်မှာအပြက်ပြပြီးတော့လူတစ်ဖက်သားကိုပြောတဲ့မိတ်ဆွေမျိုးဟာဝစီပရမမိတ်ဆွေမျိုးဒါလောကကြီးမှာကြုံရတတ်ပါတယ်ဒါမျိုးတွေအဲ့ဒီမိတ်ဆွေကတော့မိတ်ဆွေတူပါတဲ့မိတ်ဆွေအစစ်မဟုတ်ပါဘူးနောက်တစ်ခုကတော့အနုပိယဘာနီဆိုတာဘယ်တော့မဆိုအကြိုက်ကိုလိုက်ပြောတတ်တဲ့မိတ်ဆွေအကြိုက်ကိုလိုက်ပြောတတ်တယ်သူ့အကြိုက်တိုင်းလိုက်ပြောတာကောင်းတယ်လိုက်ပြောတာပဲမကောင်းလည်းလိုက်ပြောတာအဲ့ဒီမိတ်ဆွေမျိုးကလည်းမိတ်ဆွေတူပဲတဲ့မကောင်းဘူးဘယ်လိုအကြိုက်လိုက်ပြောတာတော့ဆိုလို့ရှိရင်မကောင်းတာပြောလဲအေးကောင်းတယ်ကောင်းတာပြောလဲအေးကောင်းတယ်နော်ဟိုတစ်ဖက်သားအကြိုက်ကိုလိုက်ပြောတာဘယ်တော့ဖြစ်ဟုတ်ကဲ့သမားပေါ့နော်ဘာဖြစ်ဖြစ် yes ပဲသူကတော့အဲ့ဒါလို့အကောင်းဘက်ကနေလိုက်ပြီးတော့ပြောအဆိုးလဲအကောင်းဘက်ကလိုက်ပြောဘယ်ဘက်ဖြစ်ဖြစ်အကောင်းဘက်ကနေလိုက်ပြောမကောင်းမှုတွေလုပ်မယ်ဆိုရင်လေဟာကောင်းတာပေါ့ကောင်းတာတွေလုပ်ရင်လည်းဟာကောင်းတာပေါ့ဘယ်ဟာပဲဖြစ်ဖြစ် तू ကြိုက်တာ तू ပြောတဲ့စကားသံနောက်လိုက်ပြီးတော့ तू ကြိုက်လိုက်ပြောတတ်တဲ့မိတ်ဆွေမျိုးကလည်းမိတ်ဆွေကောင်းမဟုတ်ဘူးတဲ့ဒါတွေကိုလည်းလူတွေကပေါင်းသိကြတာဘာဖြစ်လို့ကိုယ်သဘောနဲ့အံ့ကြဖြစ်နေတာအဲ့ဒီပုဂ္ဂိုလ်မျိုးဟာသူကရှေ့မှာကြတော့ချီးမွမ်းတယ်ရှေ့မှာကြတော့ချီးမွမ်းလူတွေကရှေ့ကြတော့ချီးမွမ်းကြတယ်လေဟုတ်တာပေါ့မင်းသိတော်တာဘာညာနဲ့ဆိုအဲ့ဒီလူရဲ့ထွက်သွားရောမင်းငေါ့ချင်တယ်ဒီကောင်ဒီတိုင်းဒီကောင်ဘယ်ဟုတ်လေဒါမျိုးတွေဟောနော်လူနှစ်ယောက်အတင်းပြောနေတယ်မဟုတ်လားအတင်းပြောလို့ရှိရင်သူတို့နှစ်ယောက်တွေ့တဲ့အခါမှာဒီပြင်လူတစ်ယောက်အကြောင်းပြောတာဒီပြင်လူတစ်ယောက်အကြောင်းဟာမကောင်းကြောင်းနေပြောတော့ရင်နောက်တစ်ယောက်ကထသွားလှုပ်ရှားရှိသေးတယ်ပြန်လိုက်အောင်မယ်ဆိုဟိုတစ်ယောက်ကဘာလို့မေးထိုးပြီးတော့ကြံရတယ်သူလည်းတူတူပါပဲဒီလိုဟာမျိုးတွေတဲ့အဲ့ဒါမျိုးဆိုလို့ရှိရင်တော့အဲ့ဒါအနုပိယဘာနီရှေ့တော့ကောင်းတယ်၊ကွဲရကြတော့အတင်းပြောတယ်အဲ့ဒါလည်းမိတ်ဆွေကောင်းမဟုတ်ဘူးတဲ့မြတ်စွာဘုရားတတိထားမဲ့ပုဂ္ဂိုလ်မျိုးတွေပဲနောက်တစ်ခုကျတော့နံပါတ် 4ကဘာတော့ဆိုလို့ရှိရင်အပါယသဟယ
စီးပွားပြက်ဖို့အတွက်မှာအပေါင်းအသင်းဖြစ်နေတဲ့ပုဂ္ဂိုလ်အပါယသဟာယပစ္စည်းဥစ္စာတွေပျက်စီးဖို့အတွက်အပေါင်းအသင်းတယ်ပါတော့ဆိုလို့ရှိရင်ဘီယာဆိုင်သွားမယ်ဆိုဖော်ပဲလိုက်မယ်နော်တရားပွဲဆိုရင်တော့မလိုက်ဘူးဘီယာဆိုင်ဆိုလို့ရှိရင်လိုက်မယ်နော်ဘီယာဆိုင်အရက်ဆိုင်သွားမယ်လိုက်မယ်နောက်ပြီးတော့အဲ့ဒီဘက်မှာတောက်ဖို့တောက်ဖက်အဲ့ဒါအပါယသဟာယလို့ခေါ်တယ်နောက်အချိန်မတော်အချိန်တော်လမ်းလေကောင်ထွက်ပြီးတော့လဲဖို့ပတ်ဖို့ခေါ်ရင်လည်းပဲလိုက်မယ်ပဲအဲ့ဒီဘက်မှာじゃစိတ်ဝင်စားဖះတော်အကြောင်းတဲ့ကြတော့မလိုက်ဘူးဘာဖြစ်သေးတို့ညာရှိသေးတို့နော်အလုတ်မအားသေးတို့အလုတ်ကတော့ဘယ်တော့မှမအားပါဘူးအလုတ်အားမဆိုရင်တော့မရှိတော့နော်အလုတ်ဆိုတာကိုအားမအားတာလေကိုအားမအားနောက်တစ်ခုကသူကဘာလုပ်တော့ပွဲလန်းသဘင်သွားကြည့်အောင်လိုက်တယ်ပွဲလန်းသဘင်သွားကြည့်အောင်ခေါ်လို့ရှင်လိုက်တယ်နောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ဘယ်နေရာသွားပြီးတော့ချဲထိုးရအောင်နှလုံးဓာတ်ထိုးအောင်ဘယ်နေရာသွားပြီးတော့ဖဲရရအောင်ဆိုလိုက်တယ်အဲ့ဒီလိုကိစ္စမျိုးမှာလိုက်လျောတဲ့အဖော်ပြုတဲ့မိတ်ဆွေမျိုးဟာအပါယသဟာယလို့ခေါ်ပါတယ်အဲ့ဒါတွေကလည်းအပေါင်းအသင်းမိတ်ဆွေအစ်စ်မဟုတ်ပါဘူးတဲ့ဒီပုဂ္ဂိုလ်တွေပေါင်းရင်းဖြင့်ပျက်စီးသွားနိုင်ပါတယ်မြတ်စွာဘုရားမပေါင်းသင်းရမယ်မိတ်ဆွေလို့တောင်မြတ်စွာဘုရားကမခေါ်ဘဲနဲ့အမိတ္တယန္တုလို့တောင်သတ်မှတ်တယ်။ဘာကြောင့်ယန္တုလို့သတ်မှတ်တော့ဆိုပျက်စီးဆုံးရှုံးမှုရဖြစ်တာကိုပထမတော့တွဲနေတာဟုတ်တယ်ရောင်ရှိသို့ဘောကိုယ့်ဘဝပျက်စီးဖို့ပဲဒါတွေကတောက်ဖို့တောက်ဖဲလောင်းကစားဖို့လောင်းကစားဖဲအပျော်အပါသွားဖို့သွားဖဲဆိုတာပျက်စီးဖို့ပဲမဟုတ်လားပျက်စီးဖို့ပဲအဲ့ဒါမျိုးအပါယသဟာယလို့ခေါ်တယ်အဲ့ဒီလိုမိတ်ဆွေမျိုးကလည်းလောကမှာအများကြီးအဲ့ဒါကိုမြတ်စွာဘုရားကအမိတ္တယန္တုလို့ပဲသတ်မှတ်တယ်မိတ်ဆွေသတ်မှတ်ပေါင်းလိုက်တဲ့အခါကျတော့၄မျိုးမြတ်စွာဘုရားခေါ်ထားတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုယ်တိုင်လည်းမဖြစ်သင့်ဘူးကိုပေါင်းတဲ့သင်တဲ့ပုဂ္ဂိုလ်တွေထဲမှာလည်းဒါမျိုးကိုမိတ်ဆွေလို့မသတ်မှတ်သင့်ဘူးပေါ့လောကလူဆိုတာကတော့ကြုံတွေ့ကြမှာ